ကုသိုလ်ကောင်းမှုကိုပြုလုပ်ထားတဲ့ပုဂ္ဂိုလ်ဟာဣဒမောရတိလက်ရှိဘဝမှာလဲဝန္တာရတယ်ပြုံးရွှင်နိုင်တယ်ပစ္စမောရတိနောက်ဘဝရောက်တဲ့အခါမှာလည်းပဲဝန္တာနိုင်တယ်ပြုံးရွှင်နိုင်တယ်ဥပယထမောရတိဒီဘဝမှာလဲအပြုံးနဲ့နောက်ဘဝမှာလဲအပြုံးနဲ့နေနိုင်တယ်ဆိုတော့ဒါကုသိုလ်ကံရဲ့အကျိုးတရားကိုပြောတာကိုယ်ကိုကုသိုလ်ကောင်းမှုတစ်ခုလုပ်ပြီးတော့ကိုယ်ရင်ထဲမှာပျော်ရွှင်ချမ်းမြေ့မှုကြည်နူးမှုရမရကိုယ့်ကိုစဉ်းစားပေါ့နော်မရဘူးဆိုရင်တော့ကုံတာနှမျောလို့ဖြစ်လို့ကုသိုလ်ကောင်းမှုဆိုတာဘာတွေတုံးလို့ပြောမယ်ဆိုရင်ဒါနကြီးကုသိုလ်ကောင်းမှုမဟုတ်ဘူးသီလစောင့်တည်လို့သီလလုံးနေရင်လည်းကုသိုလ်ကောင်းမှုဘာဝနာလို့ခေါ်တယ်တတိတွေပညာတွေတိုးတက်လာအောင်တရားထုတ်တယ်စေတဝင်ပြီးတရားထိုင်တယ်တရားသိတွေရလာတယ်ပြုံးရတယ်ပျော်ရွှင်ရတယ်နော်ဝေယဝိသလူကြီးသူမတွေရဲ့ဝေယဝိသဖရာဝေယဝိသသံဃာဝေယဝိသဆိုတာတွေလုပ်တယ်ပြုံးနိုင်ကြတယ်ပျော်ကြတယ်ပဋိဒါနာတဲ့ကိုရထားတဲ့ကိုလုပ်တဲ့ကုသိုလ်ကောင်းမှုကိုအမျှဝေတယ်ပဋိဒါပတ္တနုမောဒနာသူများလှုပ်ထားတဲ့ကုသိုလ်ကောင်းမှုတွေကိုတာရုခေါ်တယ်မျှဝေတာတာရုခေါ်မြန်မာလူမျိုးတွေကဆိုင်းမုတ်ထိုးပြီးတော့လှူလေးတန်းလေးရှိကြတယ်လှူတန်းတာကိုဆိုင်းမုတ်ထိုးလေးရှိကြတယ်တချို့ကအပြစ်ပြောတယ်ဘုန်းကြီးတို့ကတော့အပြစ်မမြင်ဘူးဆိုင်းမုတ်ထိုးခြင်းဟာမူလရည်ရွယ်ချက်ကဘာလဲလို့ဆိုရင်တာထုခေါ်ဖို့အမျှဝေခြင်းသာဖြစ်တယ်နော်ဒါမှမဟုတ်ရှေးတုန်းကဆိုင်းမုတ်တွေမှာဘာပါတော့ဆိုရင်ဒါပြောက်နေသည့်အတွက်ကြောင့်လူတွေအဓိပ္ပာယ်ပါပြောက်နေကြနတ်လူတာထုခေါ်စေသောဆိုပါတယ်ခုရှိတော့ပေးစားတွေလှူတာဖြစ်ဘာလူနတ်လူတာထုခေါ်စေသောပဲအဲ့ဒါအမျှဝေတာကုသိုလ်ကောင်းမှုကျောင်းတက်ကြီးဆောက်တယ်လှူတယ်ဖရာတစောင်းတွေဆောက်လှူတယ်မိသားစုဘသူကောင်းမှုပြီးရင်တာထုခေါ်စေသောတကယ်ရည်ရွယ်ချက်သိမယ်ဆိုလို့ရှိရင်အများတာထုခေါ်ဖို့ဆွေစဉ်မျိုးဆက်တာထုခေါ်ဖို့အတွက်အမျှဝေခဲ့တယ်လို့သူပြောမှာဖြစ်တယ်ပဋိဒါနပတ္တနုမောဒနာဆိုတာရည်ရွယ်ချက်မှန်ကန်နဲ့လုပ်ရင်နိုင်ငံသားတွေကမေးတချို့ကလည်းအတိတ်ပဲမသိတဲ့အခါကျတော့ဆိုင်းမုတ်ထိုးတာကြွားခြင်းလို့ဆိုတာလေပါတော့ပါမှာပဲဒါလေနော်အဓိကရည်ရွယ်ချက်ကတော့အဲ့လိုမဟုတ်ဘူးမျှဝေတယ်လို့သူတို့မှတ်တာဓမ္မဒေသနာဆိုတာကောင်းတဲ့ပညာရက်တွေကိုပို့ချပေးတာအခုလိုတရားဟောတာဓမ္မသဝနာဆိုတာကောင်းတဲ့ဟောပြောချက်တွေကိုနာယူတာသင်ယူတာမှတ်သားတာဒါတွေလည်းကုသိုလ်တွေစာသင်တာလည်းကုသိုလ်ပဲကောင်းတဲ့စာအပြစ်ကင်းတဲ့စာပေါ့သူများကိုတတ်ဖို့ပြတ်ဖို့ဆိုရယ်ပညာရက်မဟုတ်ဘူးလူတစ်ဖက်သားကိုဆင်းအောင်လုပ်တဲ့ပညာရက်မဟုတ်ဘူးကောင်းစားစေတဲ့ပညာရက်မှန်သမျှဒီထဲမှာပါသင်ယူတဲ့ထဲမှာပါဓမ္မတွေဓမ္မဆိုတဲ့